လေနဘာဟောင်းလောင်းလေးနဲ့ငါလက်ထဲမှာလဲငွေရ2သိန်းကျော်ပဲရှိတယ်။မိုးကောင်းရွှေဆိုင်ကြီးမှာရနိုင်မှာမလားမသိဘူး။ဟိုမရနိုင်တော့ပါဘူး။ကဲဘာဖြစ်တော့ငါသွားမေးကြည့်မှာပဲရှိမလားမသိဘူး။ ဒီပါပါရှင်မဝမ်းရှင်ဆိုင်လေးကြိုးစားပါရှင်မလေးကြည့်မလဲမမ ငါကလေးချစ်ချင်တယ် ဟုတ်ကဲ့ရှင်ဒီပါလေးကြောက်ပါရှင် မင်္ဂလာပါရှင်ဗာလေးကြည့်မလဲရှင် အေးသမီးအန်တီသမီးအတွက်ပေါ့နော်ငကယ်လေးအန်တီလက်ထဲမှာလဲပတ်စံလေး3သိန်းမပြည့်ဘူးအဲ့ဒါလေးငကယ်လေးရနိုင်လားလို့သမီးမပြည့်ဘူးအဲ့ဒါလေးငကယ်လေးရနိုင်လားလို့သမီးအဲ့လေးကြည့်ချင်တာ ရှိရပေါ့အနေလေးရဲ့3သိန်းတောင်မပြည့်တဲ့ကလေးရှိရနော်အနေလေးသမီးနဲ့လိုက်မဲ့ဒီဇိုင်းလေးသမီးပြပေးမယ်နော် သူလေးအန်တီကိုအဲ့ငကယ်လေးတွေပြပေးပါလားယင် မဲ့ဒီဇိုင်းလေးရှိရနော်အနေတရားမှ2သိန်းခွဲပဲကြာမှာရှင် အန်တီသမီးကလေအဲ့ဒီဇိုင်းလေးမကြိုက်လို့ရှိရင်ပြန်လာလဲဘယ်လိုရှုံးတာလဲမသိဘူးနော် အနေလေးလည်းလုံးဝရှုံးရှိပါဘူးရှင်ရောင်းမက19500 900တိုင်းလုံးပဲရှုံးမှာနော်ထပ်ပြရင်လည်းလုံးဝရှုံးရှိဘူးကြိုက်တာနဲ့ထပ်ပြလို့ရတယ်ဒင်းရင်လည်းရှုံးရှိဘူးနော် အဲ့ငကယ်လေးအန်တီယူလိုက်တော့မယ်နော် အဲ့ဆိုသမီးပေါင်းချဖုန်းလိုက်တော့မယ်နော်အနေသမီးပစ္စည်းလေးထည့်လိုက်ပြီနော်ဒီရင်နောက်နဲ့စပြီးစီးပွားဥစ္စာတိုးတက်ပါစေနော်ကိုအနေနဲ့နောက်လေတမကအများကြီးလုံးနေပါစေပတ်စံနေများရပါစေနော်စီးပွားဥစ္စာဆိုင်တွေတိုးတက်ပါစေရှင် နောက်လေအန်တီလာအားပေးလိုက်မယ်နော်ဒီမှာဝယ်ရတဲ့ရန်စိတ်ချမ်းသာတယ်အန်တီလိုချင်တဲ့ပစ္စည်းလေးတွေလည်းရှိရဲဆိုတယ်နော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ပြည့်တော့အောင်နော်ကိုနေလေး ကျေးဇူးတင်ပါတယ်ရှင်နောက်လည်းလာအားပေးပါအောင်ရှင်